ညချက်ထားတဲ့ခါပြန်ခွေးနေပြည်တော်စုချစ်တမတော်ချစ်တဲ့မိန်းကလေးတွေကိုတော့ကျွန်တော်တော်တော်လေးကိုတန်ဖိုးထားတယ်လေးစားတယ်ဒီလိုအချိန်မှာပေါ့နော်ဒီလိုအချိန်မှာဘာဖြစ်လို့လဲဆိုတော့ရဲရဲဝုန်းဝုန်းနေပေါ့နော်မြန်မာနိုင်ငံအတွက်တစ္ဆာရှိနေတဲ့မိန်းကလေးယောက်ျားရထားပါတော့ဒီမိန်းကလေးတယောက်ရဲ့စိတ်ရှုံကြည်မှုဒီမိန်းကလေးတယောက်ရဲ့စိတ်ခိုင်မာမှုလောက်တော့ဒီကောင်လေးမရှိဘူးစိတ်ဓာတ်တွေကရှုံးမပြနိုင်ဘူးတောချင်တာလေးပြောပြီးတော့လွတ်ချင်တာလေးလွတ်ပြီးတော့ဘယ်ရောက်ဆိုတဲ့စကလုံးတွေနဲ့မင်းတို့တုံးနေတာမလုံးနဲ့တော့ဟုတ်လားဖိုးကလည်းအဖွားကိုပြောတယ်ချစ်တယ်တဲ့အဖေကလည်းအမေကိုချစ်တယ်ကိုကလည်းမင်းကိုချစ်တယ်လို့ပြောလို့မရတော့ဘူးဒီချိန်မှာချစ်တယ်လို့ပြောလို့မရတော့ဘူးဒီချိန်မှာဘယ်တော့တိုင်းပြီးဖြစ်စည်းတဲ့ကောင်တွေဖြစ်နေလားချစ်တော့ချစ်ချင်ပါလေကွာချက်ပေးတော့မချစ်ပြရတယ်တော့ချက်ပရနဲ့ချစ်မယ်ကွာချက်ရည်နဲ့ချစ်မယ်ခေဆက်ဆက်တော်လိုင်းလောက်ခဲ့တဲ့နော်ဘိုးတော်တွေကိုကြည့်ကျွေးလင့်သွားတဲ့ဘိုးတော်တွေဒီမိုကရေစီသာမရလိုက်ဘူးအားလုံးကမြင်ကြီးတဲ့ရောက်သွားတာတွေးကြည့်ပေါ့ကွာမြင်ကြည့်ပေါ့မဖြစ်နိုင်တဲ့အိမ်မက်တစ်ခုကိုဘာလို့မှတ်နေကြတာလဲတွေးကြည့်လေဟုတ်လားမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုကိုဘာလို့အိမ်မက်တွေမှတ်နေကြတာလဲတက်မလို့မကောင်းဘူးချင်ကြိုက်လေတက်မလို့မကောင်းလို့မိမယူလေတက်မလို့မကောင်းလို့ယောက်ျားယူလေတက်မလို့မကောင်းလို့သမီးစားလေတက်မလို့မကောင်းလို့ဘာတွေလဲကွာဘယ်လိုအုံတော့မရှိတော့ဘူးလားအုံတော့မရှိတာလားမသိတာလားမတတ်တာလားဟုတ်တယ်လေကားစီးတော့လေကားတိုက်တော့လေတက်မလို့မကောင်းလို့တရှိဆိုတော့လေဟောက်ကောင်ဒေးဖြူကောင်မကောင်းလို့ဘာမှမဆိုင်တဲ့အလုပ်တွေရှောက်တုံနေတာပေးနေစွတ်ပေးဘာတွေရှောက်ပေးမှမသိဘူးကြီးရည်လေတက်မလို့ဆိုတာဟိုမှာသူကသူအေးစစ်စစ်ပဲမြန်မာနိုင်ငံအတွက်နော်တို့တောင်အေးသုံးပါကိုဥထိတ်ထားတဲ့ယောက်ျားကောင်းနေမြန်မာနိုင်ငံမှာတက်မတော်သားတွေတော့နိုင်ငံရေးအတွေ့အကြုံဘူတုဒနေမြေအတွေ့အကြုံဘူတုဒရှားဒီဥဒုအတွေ့အကြုံဘူတုဒချောင်းမြောင်းကံမြင့်ဘူတုဒတွေ့ကြည့်ဒီတက်မတော်သားတွေပဲရှိတာအတွေ့အကြုံတွေကဘယ်နိုင်ငံရေးသမားတွေဗာသိတာလဲရှင်းလုံးခတ်တာနဲ့နှလုံးတွေတွက်တာနဲ့ကြားထိုးတာပဲရှိတယ်ခဏပြောနေတာနားမလည်ဘူးတချို့နေရာတွေမှာအပြစ်လို့မြင်တဲ့အရာကိုနှလုံးသားထဲကနေဒီအပြစ်ကိုကိုယ်တိုင်အပြစ်မဖြစ်ဖို့အရေးကြီးတယ်တဘောပေါက်လားစာနာမှုနဲ့နားလည်မှုနဲ့တွေးတောတဲ့ဥစ္စာကိုသိရင်အဲ့ဒါမင်းကြီးကိုရောက်ပြီနေရာတကာဟိုတက်မတော်မကောင်းပြောတော့ဟိုငါတို့ကချပြနေပြီကွာတက်မတော်ကောင်းကြောင်းကိုဘယ်သူတက်လာရဲတယ်ဒီလိုက်မှာဘယ်သူတက်ပြီးမေးကုန်းထုတ်ရဲတယ်ပြောဘယ်သူဘာသိချင်တာလဲဘယ်သူဘာတက်ချင်တာလဲဒီလိုတစ်ခုချင်းထောက်ပြလိုက်ရင်ဒီလိုတိုက်ဆောက်ဖို့အတွက်တစ်ခုချင်းထောက်ပြလိုက်ရင်သိတယ်မလားဒါအုပ်ဒါကြောက်ဒါဗီတာမင်ဒါအချိုးစားဘယ်လောက်ရောရလဲ4/1ရောရတာ3/1ရောရတာဘယ်လိုရောရလဲဒါတန်ကြီးတန်ခွေဒါတန်ဒါလေကား
ဒါပါဝါပြီများကြီး 1 to 4တွေ1 to 6တွေ1 to 5တွေတော့ပြောလို့ရှိရင်ဝါကောက်တက်လာမယ်နော်ထိုင်းနိုင်ငံခေါ်စားနေတက်လာမယ်နော်ခေါ်တာကြီးကြီးရတာကြွတယ်သူကဘယ်လိုလဲထိုင်းနိုင်ငံဟာမမသိကိုထောက်ခံတဲ့ရက်မှာတော့ကိုတောင်ပြန်ပြောပြနိုင်တဲ့အရေးချင်းမရှိတဲ့ကောင်လေငါတို့ကဒီမှာတိုင်းပြည်အတွက်မြန်မာတပ်မတော်အတွက်မြန်မာနိုင်ငံသားတွေအတွက်အပြည်တော်စုအတွက်ပြန်ပြောပြနိုင်တယ်ပြန်ဆိုပြနိုင်တယ်ပြည်တော်စုကိုအသက်ပေး၍တို့ကာကွယ်မလေးပေါက်တယ်နော်ဒါအသက်ပေးနေတခုပဲကာကွယ်ပေးနေတာလူတွေတေးမယ်မသေးအောင်လူတွေမှားမယ်မမှားအောင်ဟုတ်လားချောင်းပြပေးတာမလုံးနေတာမကောင်းဘူးလားဒီလိုရှိတယ်မသွားနဲ့ဒီလိုင်းကတောနတ်ကြီးလမ်းလည်းမဖောက်ရသေးဘူးသားကောင်းနေရှိတယ်မသွားနဲ့လမ်းစားလည်းမသိဘူးမြေပုံလည်းမရှိဘူးဘယ်လိုဇွတ်တိုးတာလေမောင်လောကလေးကိုမသွားပါနဲ့လို့ခဏပြောတယ်ဥစ္စာအခုချိန်နားမလဲဘူးလူစိတ်မရှိတဲ့တိရစ္ဆာန်တွေတတ်ပြီလေမင်းတို့ပြောပါအမောင်လောကကငမောင်တော့အမောင်လောကကငမောင်တော့ကတွေကိုမသိဘူးဆိုတာလေအမောင်လောကတွေကနေမောင်တွေရဲ့တော့ကတွေကိုမသိတော့ကျန်တဲ့တော့ဟုတ်လားပြီလို့ထင်နေတာဒီကောင်ကတော့ကတွေများနေတယ်ဒီခွက်ပြောက်သွားလို့ရှိရင်ဒီခွက်ပေါက်သွားလို့ရှိရင်ဒီခွက်ပိန်သွားလို့ရှိရင်ဘယ်လိုလုပ်လဲခောက်ရပါမလဲပါဒီကောင်ကခွက်ခောက်ဖို့တဲ့ကိုလူရှားနေတာတခါတည်းမှာတွားသွားပြီးတော့တရားဟောပြီးလို့ရှိရင်ကောင်းပါနော်တွားပြီးတော့တရားဟောပြီးတဲ့ချိန်မှာဆက်ပြောပြကြီးကိုဒီအမောင်လောကကနေမောင်တွေရဲ့တော့ကိုပြောပြပေးအဲ့ဒါကိုကျွန်တော်ရှင်းပြတာလေလမ်းပြမြေပုံလည်းမရှိမသွားပါနဲ့လို့ကောင်းတဲ့လူတွေကနီးပေါင်းစုံနဲ့ထောက်ပြတယ်ပြောပြတယ်ဆိုပြတယ်ဒီတော့တဲ့ကိုမသွားနဲ့ဒီတော့ကြီးတဲ့ကိုမဖြတ်ကြပါနဲ့ဘာပြီးတော့မင်းတို့ဟိုဘက်မှာဘာမှမရှိဘူးရိုးလေးပဲလူစိတ်မရှိတဲ့ကောင်တွေရှိတယ်မသွားကြပါနဲ့လူတော့လူပဲလူစိတ်မရှိတဲ့ကောင်တွေနေတဲ့နေရာမသွားနဲ့မရဘူးစို့ဟမ်ဘယ်လိုသွားတော့ဘာတွေဖြစ်ကုန်လန်ကူလာမှာတည်တဲ့ကောင်နဲ့ဟမ်ကိုနေရာမရောက်သေးဘူးခြေထောက်ပြက်လက်ပြက်နဲ့ဖြစ်တဲ့ကောင်နဲ့ဒါကိုဆိုလို့ချင်းတာမလုံနဲ့တော့နိုင်ငံတော်ကြီးကဘလောက်ထိကောင်းလဲဟမ်တကယ်မင်းကွာတို့နိုင်ငံရဲ့မင်းကိုဆဲတာမှာပတ်ဆဲတာကွာသူ့ကိုဆဲရတဲ့လူတွေထောင်ထဲထည့်ထားတဲ့905ငါးညတွေကိုပြန်လွတ်ပေးတယ်ကွာစဉ်းစားကြည့်ရင်ဘလောက်ကောင်းလဲဆိုတော့အဲ့လိုမင်းမျိုးတို့နိုင်ငံမှာဒီကိုတို့တွေးလေကွာမင်းတို့အန်ယူဂျီမှာမင်းတို့ PDF မှာဖမ်းထားတဲ့လူတွေမင်းတို့လွတ်ပေးတာမလို့ပေးရပြောတော့ချင်းပြန်တက်နေတယ်ယောက်ျားကောင်းနေဗျာနော်ရှင်ပြင်းဆိုတာကကျွန်တော်အမေမနေ့ကပြောလို့ပေါ့တခြားသောနိုင်ငံတွေမှာလည်းပဲကိုယ့်အလုပ်ရဲ့လောက်စာကိုကိုယ်တိုင်စားရတာပေါ့ရှင်ပြင်းကိုအခွန်တုပ်ဆောင်ရတာဖြစ်ဘယ်နိုင်ငံမှာဖြစ်ခွန်တုပ်ဆောင်တယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့မြန်မာလူမျိုးတွေဖြစ်တဲ့ဗုဒ္ဓဘာသာချိုးတွေလို့ရှိရင်ကိုမလုပ်ပေမဲ့ပေးရတာရှင်ပြင်းကိုအခွန်နဲ့ဆောင်ရတာပေါ့ကုသကောင်မလုပ်တိုင်းလုပ်တိုင်းမှာနတ်တို့တနေ့တရားမင်းလူတို့တနေ့ပြည့်ရှင်မင်းဗာငရဲတနေ့ဂျမာမဲကုသကောင်မို့တော့အများတန်းပေးဝယ်ရတယ်ကိုမလုပ်လဲသူ့ကိုပေးရတယ်ကုသကောင်မို့ရှိနေပြီအဲ့တော့အိမ်မှာမွေးထားတဲ့ကျွဲတွေနွားတွေဂျိုးရှိတဲ့တရားတွေတော့ပါပဲစိုးတယ်ဆိုလို့ရှိရင်မစိုးအောင်လို့ကွာထိန်းသားမွေးရဒီမှာတိုင်းပြည်မှာဘုံကြီးရဲ့သူတွေကိုသွားရင်မစော်ကားအောင်စော်ကားလို့ရှိရင်မင်းပြင်မတန်တက်တယ်အဲ့ကြောင့်ရာဇတော်ဝါစောတော်ဝါမဖြစ်ဖို့တော့ဘူးအမြဲတမ်းဆူတောင်းပေးရတယ်မေတ္တာပို့ပေးရတယ်ရှင်ပြင်းဆိုတာကိုအဲ့တော့ကိုမိဘကိုပြန်ဆဲတဲ့လူဒုက္ခရောက်တာပေါ့သူကအချင်းသားတွေကိုပြန်လွတ်ပေးတယ်တယောက်တစ်ဖွဲ့တော်လဲလေးကလူလွတ်ပေးတာရှိလားမိဘရေကိုပြန်ပို့ပေးတယ်အဲ့ဒါတွေကကောင်းတာဗျဒီလူတွေနားမလဲတာဆက်ပြောပေးဗျဒီလိုအမောင်လောကသားတွေကိုအမောင်လောကသားကိုဒီမောင်မနေမောင်လို့အဲ့ဒါကိုပြောပြတာလေကျွန်တော်ထောက်ပြတာလေအမားနဲ့အမှန်
အလင်းနဲ့အမောင်အကြောင်းနဲ့အကျိုးအဆိုးနဲ့အကောင်းဖြူနဲ့အမဲကွဲကွဲပြားပြားသိဖို့လိုတယ်လေအိစိတ်တိုင်းကလည်းကိုမဖြစ်ဘူးအဲ့ဒါသိဖို့လိုတယ်သုံးတိုင်းကလည်း6ခု8ဖြစ်ချင်မှဖြစ်တာတခုတော့တခုဝင်နေကိုထင်ထားတဲ့အရာဖြစ်ချင်မှဖြစ်တာနောက်ကအိမ်မှာတိုင်းပြည်အေဂျင့်ဖို့တိုင်းပြည်ငြိမ်းချမ်းဖို့အခုနိုင်ငံတော်မှာရှိတဲ့များနားထောင်တရင်တွေကိုတရင်နားထောင်ရင်တခြားနားထောင်ပေးနှစ်ခုနားထောင်ပေးဟိုဘက်ဒီဘက်ကိုသူတခါလာတဲ့ခေတ်ဘာမှမမသိတာတွေးကြည့်လေကွာဟုတ်တယ်မလားပြေးကြည့်ခိုင်းတာမဟုတ်တွေးကြည့်ခိုင်းတာခဏပြောနေတာပြေးကြည့်မောမှာဆိုလို့တွေးပဲကြည့်မင်းတို့ကစွပြေးကြည့်တော့တခွက်တွေရောက်ကုန်တာပေါ့ကုန်လုံးဟုတ်လားဌာနငယ်မှာတိုင်ပတ်မြဝတီမှာတိုင်ပတ်တောထဲမှာတိုင်ပတ်ဟမ်ဒါကိုလူရည်လဲနဲ့တဲ့ကောင်တွေကလက်သုံးချောင်းထောင်ပြီးတော့အမကဘာမကြည့်ဘူးငါတို့သွေးနဲ့ရေးတဲ့တစ္ဆာဘာညာဆိုပြီးတော့အမခွက်ခောက်စဉ်းစားလေမင်းတို့တွေးကြည့်ခိုင်းတာမင်းတို့ပြေးပြီးကြည့်တော့မင်းဒုက္ခရောက်တာဗောအေးကြည့်ပြီးဝိုင်းလဲတက်လုံကောင်းဖို့လိုတယ်ပြန်ပြေးလာခဲ့ဒီဘက်ကိုနားမလဲဘူးအထူပါတွေရှင်းပြရတဲ့စကလုံးတွေဒီဘက်ကလူတွေကရုပ်မာဖို့ပြောနေတာမဟုတ်ဘူးထောက်ပြတာမလုံးနဲ့မသွားနဲ့ဒါဒီလိုရှိတယ်အနေရရှိတယ်ခင်ဗျာသွားရင်မြေပြိုးမယ်ရေကြီးမယ်မလုံးနဲ့တွေးခိုင်းတာပြေးကြည့်ခိုင်းတာမဟုတ်ဘူးဒါကိုသိဖို့လိုတယ်လေဘူးမသိကိုမသိဒေါ်လာရေးလို့ကျွန်တော်နိုင်ငံရေးမသိဘူးကျွန်တော်ဒေါ်လာရေးပဲသိတယ်ချီးပါတေးမပေါက်နဲ့ကောဆိုးတဲ့ကောင်လေကိုတိတာကိုတက်တာလေးနဲ့တေးသေးလေးဆရာတက်လို့နေတာဘာမှလည်းမဟုတ်ဘူးဘာမှလည်းမသိဘူးဂျာရီဟူတောင်တွေမိုးဆောင်ရှိတယ်တော့ပေါ့လားခဏပြောနေစကားပဲနေ့တိုင်းပဲပြောနေတာကြုံလို့တွေရဒီမှာဘာလုပ်မလဲသဘောပေါက်လေဘာလုပ်ရမလဲဆိုတာကိုမိုးရဒီမှာဘာလုပ်မလဲဟုတ်လားဆောင်းရဒီမှာဘာလုပ်ရမလဲဘာတွေဆောင်နာရမလဲတိုင်းပြည်ထုံလေး၎င်းပဲတွေမိုးဆောင်လို့ဖြစ်နေတာမိုးရွာတဲ့နေရာမှာမိုးရွာနေတယ်နေပူတဲ့နေရာမှာနေပူနေတယ်လက်ရှိကတပြိုင်တည်းသွားတာလက်ရှိကကာကွယ်ကိုမသိအောင်ငါတို့ကမင်းတို့ရဲ့ရန်သူတွေမဟုတ်ဘူးငါတို့တွေကအလင်းပေးတဲ့လူ EBC ကသူတို့လောက်ကြိုက်တာသူတို့ပဲရှိတယ်2008ကိုနော်2008ဖွဲ့စည်းပုံမကြိုက်ဘူးဆိုပြီးတော့သူတို့လောက်ဖတ်တာကြက်တာမှတ်တာအကုန်လုံးကိုနိုင်ငံကွာဒီချိန်မှာကမ္ဘာကိုစဉ်းစားကြည့်စင်ကာပူဆိုတဲ့နိုင်ငံโอเคမလေးရှားဆိုတဲ့နိုင်ငံအနီးနားချင်းနေအိန္ဒိယဆိုတဲ့နိုင်ငံစသည်အားဖြင့်တရုတ်ဆိုတဲ့နိုင်ငံတွေကြည့်သူတို့နိုင်ငံတွေမှာစင်ကာပူဆိုရင်လေဆော်လိုရင်းနဲ့ပတ်သက်လို့နော်အိမ်ဆောက်ဘာညာကြိုက်တိုက်တွေပါတယ်မြင်းကြီးတွေမိုးပြန်ရတာဘာညာစသည်အားဖြင့်ပေါ့ကွာနေရာလေးစုံနေပြီမလေးရှားလည်းတူတူပဲဟုတ်လားမိုးပြန်ရထားဘာညာတိုက်တွေပါတယ်ဟိုဂမ်းပုံတွေတော့ပဲရှိတော့တာဟုတ်လားဒုနိုင်ငံမှာလုံးရှာတွေအများကြီးတကဘာလုံးဝကောင်းတယ်ဒုနိုင်ငံလာလုံးဝမှာတွေးကြည့်ဒုညီကိုတွေရန်နေဖြစ်နေလို့ဒုညီမျိုးတွေမားနေလို့အဖေပန်းမသိပထွေးတော့သွားကပထွေးကတားရင်မှမဟုတ်တာတတ်မှာပေါ့
ခုချိန်နားမလဲဘူးဟုတ်လားကဘာလုံးဝလူတွေတို့နိုင်ငံမှာလာလို့လာလို့ရမှာဘာလို့ရမှာလဲတို့နိုင်ငံမှာအဆောက်အဦတွေအခုဆောက်ရတော့မှာမိုးပြန်ထားရေလောက်ရတော့မှာဟိုချင်းဆိုရင်တောင်တန်းတွေကေဘယ်တွေထိုးရတော့မှာအများကြီးနိုင်ငံခြားဝင်ရှားတော့မှာဟုတ်လားတို့လူမျိုးတွေအမှတော့ကားဆက်ရုံတွေနိုင်ငံတကာနိုင်ငံမှာသူ့ရဲ့လူဦးရေရှိတယ်ကွာနော်သူတို့လူဦးရေနဲ့ဥပမာ Toyota ဆိုတဲ့ကုမ္ပဏီကဒီနိုင်ငံမှာလူဦးရေဘယ်လောက်ရှိလဲလက်ရှိကားဟောင်းကဘယ်လောက်ရှိလဲပြီးခဲ့တဲ့နေ့ကထုတ်တဲ့ကားကဘယ်လောက်လဲသူတို့ကတည်ပြီးသား limit တွေကသူတို့ရဲ့ပညာတွေကအများကြီးပါတယ်ဒါတွေကိုငါတို့နိုင်ငံမှာလှုပ်ရှားတွေကအများကြီးသဘောပေါက်လားဒီဆောက်ရှာတွေအများကြီးသူများတွေပညာတွေအကုန်ထူးချွန်ပြီးတော့ဟာကားဆက်ရုံတွေတောင်းပြီး Toyota တို့ BMW တို့ Mercedes တို့စသည်အားဖြင့်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေမှာကားပစ္စည်းထုတ်မှလဲလူတွေဘယ်လောက်ရှိလဲသူတို့တက်တဲ့ဒီဥစ္စာတွေအကုန်လုံးကကျန်တဲ့နိုင်ငံတွေကိုပြန်ပြီးတော့ပညာမျှဝေရတော့မှဒါဒုနိုင်ငံယူရတော့မှအချိန်ရောက်နေပြီဒီပညာတွေကဟုတ်လားစီးပွားရင်းနှီးမြှုပ်နှံမှုတွေလာတော့မှရန်နေဖြစ်ပြီးစကားတွေများပြီးတော့အမေမမေအဖေမမေဖြစ်နေတဲ့ကောင်တွေများနေတယ်ဘာမှမနှက်ကြဘူးဒါမှဒုနိုင်ငံလူတွေကအကုန်လုံးအဲ့ဒီညရင်ပြန်နေတိဆောက်ရေးကြရင်လုံးဝဒီနိုင်ငံကွာအောင်မြင်သွားတယ်လုံးဝအဲ့လိုမျိုးပဲဒုနိုင်ငံကလုံးဝမြေကွက်ကြီးအကျယ်ကြီးရိုးမတောင်တန်းပဲခူးရိုးမအကျယ်ကြီးပြည်နယ်ကိုရှိနေအကျယ်ကြီးလှုပ်ရှားတွေအများကြီးကွာတကမ္ဘာလုံးကဒီ investment လုပ်မဲ့လူတွေမြန်မာနိုင်ငံအစိုးရရင်းနဲ့ပေါင်းပြီးတော့ပြည်နယ်တွေမှာလုပ်ရမယ်ဆိုတာအများကြီးကွာရန်နေဖြစ်ဓာတ်ရည်နဲ့ထိုတနက်ရည်နဲ့ဖြစ်ငါနိုင်ငံငါပြန်ပြီးငါပြည်နယ်ငါပြန်ပြီးဘယ်နိုင်ငံကိုပြောနေတာမင်းတို့ကဘယ်ပြည်နယ်ကိုပြောနေတာမင်းတို့ပြည်နယ်ကိုပြောအောင်ဘုမိုက်သားများအခုချိန်ကြီးအုံတော့မရှိတဲ့ကောင်လေဘာတွေးခေါ်မှမသိတဲ့ကောင်လေတကမ္ဘာလုံးကလူတွေလာပြီးမြန်မာနိုင်ငံမှာလောက်ရတော့မှအချိန်ရောက်နေပြီဒီချိန်ကချင်းပြည်နယ်ဆိုရင်လို့ကေဘယ်ကျိုးတွေစောင့်မယ်ကေဘယ်ကျိုးတွေနဲ့လုံးဝတက်မယ်လုံးဝအလှပဟိုတယ်တွေတောင်ပေါ်ဟိုတယ်တွေလုံးမယ်ဟုတ်လား view တွေကြည့်ပြီးနိုင်ငံခြားသားတွေခံစားမယ်ရေဦးကန်တွေပါလုံးမယ်ဟုတ်လားကချင်ပြည်နယ်ရှမ်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်စသည်အားဖြင့်ကမ္ဘာလုံးကပညာရှင်တွေကဒုနိုင်ငံမှာလာလောက်ရတော့မှအချိန်ရောက်နေပြီဒီချိန်ကသူတို့ရဲ့ပညာတွေသိသွားရင်ထားဝါမှာသူတို့နိုင်ငံလူတွေကိုလက်ရှိကန်သွားမယ်ဒါပေမဲ့သူတို့ရဲ့မျိုးဆက်တွေလာရတော့မှတို့ရှိကိုကာကုမ္ပဏီထောင်မယ်ဒါဟိုတို့နိုင်ငံကိုအကုန်လုံးပညာအစတင်ပေးရမှာအကုန်လုံးဟုတ်လားတစ်ခုပေးဆက်ကမယ်လမ်းသားတွေဖောက်ရမယ်ဘုံမြေထားတွေဖောက်ရမယ်တို့နိုင်ငံမှာအေယာဝတီမြင့်ရှိတယ်တန်လွင်မြင့်ရှိတယ်ဘေခမလိခမြင့်ရှိတယ်စစ်တောင်းမြင့်ရှိတယ်တွေးလေထုံးကတရားတွေနဲ့လုံးဝတွားတော့မဲ့အနေထားတွေရောက်နေပြီလေစီးပွားရေးသမားလာပြီးရင်းနှီးမြှုပ်နှံမှာပဲအပင်လေကြီးတော့ဖောက်ပြီးတော့မတွေ့ဘူးလားအောက်ကနေတွားနေတယ်လောက်ဆရာမရှိတော့လို့ပင်လေတော့ဖောက်ပြီးတွားနေရတဲ့ခစ်ဖြစ်နေပြီခုချိန်นี้မနှက်ဘူးအတွေးခေါ်ဆိုတာတွေးနောက်တစ်ချိန်ကျရင်တို့နိုင်ငံမှာပြန်လေတိဆောက်ရင်းနဲ့မှာတကဘာလုံးဝကောင်းနေတို့နိုင်ငံမှာလာပြီးအလုပ်လာလုပ်အောင်မှာဒါမင်းတို့ညီညွတ်ဖို့လိုတယ်တောင်တန်းမြေပြန့်အကုန်အမတို့နိုင်ငံရဲ့လုပ်အားတွေပြောပြလိုက်ပါဗျာဒီလူတွေကိုသူများနိုင်ငံတွေမှာဘာမှတန်ဖိုးမရှိတဲ့အမိုက်တွေနဲ့ပင်လယ်တွေကိုတဲတွေချကြောက်တွေချပြီးတော့မှမမ်းမိတ်အိုင်လန်တွေနဲ့လူလုပ်တွေကျွန်းနေတဲ့နေကြရတယ်မြန်မာနိုင်ငံရဲ့မြေကြီးကတန်ဖိုးရှိနေပြီတန်ဖိုးရှိတဲ့မြေကြီးပေါ်မှာကိုတန်ဖိုးမထားတဲ့သူတွေမိဘအောင်မိဘမှမသိတဲ့သူတွေလူနားလိုက်ကြတော့လူတွေရှိကြတော့အဲ့ဒါလေးပြောပေးပါဦးစရနာတိုက်ကိုဖဲခုထိုင်ပြီးတော့မှငတ်နေတဲ့လူကိုမျိုးကိုပြန်တောက်တယ်
ဒါကိုကျွန်တော်ပြောပြရတာလေစဉ်းစားကြည့်ပေါ့ဟိုတကဘာလုံးမှာလူဦးရေရှိတယ်သူနိုင်ငံနဲ့သူလူဦးရေဘလောက်မီလီယံရှိတယ်ဟုတ်လားကားတွေရတယ်မှာကုမ္ပဏီမျိုးစုံဟုတ်လားတိုတာတို့ဟွန်ဒါတို့ဂျစ်တို့စသည်အားဖြင့်ချက်ပလက်တို့ဟာဒီကြားထဲမှာတို့မလေးရှားမှာဆိုလည်းပရိုတွန်တို့ဘာစသည်အားဖြင့်ကားတွေအမျိုးမျိုးသူ့ဆောင်နေသူသွားနေတာသူ့မြန်မာနိုင်ငံမှာတခုပဲကျန်တော့တာတကဘာလုံးမှာစီးပွားရေးသမားတွေသူတို့ပစ္စည်းတွေရောင်းရဖို့အတွက်တို့နိုင်ငံမှာလာပြီးလောက်ရတော့မှာတို့နိုင်ငံမှာလာပြီးတော့ပြုစုရတော့မှာတို့နိုင်ငံမှာကမ္ဘာမှာရှင်ကြည့်လိုက်ကွာအရန်ရာသီကိုတို့လှပြီးတော့မြေပုံဝက်ချက်တွေရှိနေတာစဉ်းစားကြည့်ဘယ်တော့လှလဲတကဘာလုံးကမြေပုံနဲ့ရှင်ကြည့်လိုက်ဦးတို့နိုင်ငံရဲ့မြေပုံကဘယ်လိုလေးလဲဆိုတာ哦နောက်တစ်ခုတို့နိုင်ငံကသူများနိုင်ငံလိုမဟုတ်ဘူးပင်လယ်တစ်ခုကိုပိုင်ဆိုင်ထားတယ်ပေါ့လားအာတလန်တိတ်သမုဒ္ဒရာကိုပစ္စည်းပေးသမုဒ္ဒရာကိုနှစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့နိုင်ငံသဘောပေါက်လားတွေးကြည့်အိုရှင်တစ်ခုပိုင်ဆိုင်ထားတာတချို့နိုင်ငံတွေတိုးတက်တဲ့နိုင်ငံတွေတွားကြည့်ဘာပင်လဲမှမရှိဘူးအဲ့လိုနိုင်ငံတွေတော့တိုးတက်ပြီးပြောင်းလဲနေတာတို့လိုတယံဇာတပေါ်ကျွယ်ဝပြီးတော့လမ်းပန်းဆက်သွယ်ရေးကောင်းကဘာနဲ့ကုံရောင်းကုံဝယ်ရေးကောင်းပင်လယ်ကြီးရဲ့ပိုင်ဆိုင်ထားတာတိုးတက်ဖို့ကွာနှစ်ပေါင်း30ဆိုရင်ကွာအရှိတောင်အာရှမှာတကယ်ကြားတို့ရဲ့လူအရင်းမြစ်တွေအကုန်လုံးထိုင်းမလေးရှားစင်ကာပူရှိတဲ့လူတွေအကုန်လုံးကမြန်မာနိုင်ငံမှာစက်ရုံတိုင်းကုမ္ပဏီတိုင်းမှာတထင်းတွေဖြစ်နေရမှာTV ထုတ်တဲ့စက်ရုံတွေဟုတ်လားဖုန်းထုတ်တဲ့စက်ရုံတွေကားထုတ်တဲ့စက်ရုံတွေတန်တွေထုတ်တဲ့စက်ရုံတွေပြီးလက်တွေထုတ်တဲ့စက်ရုံတွေအဲ့လိုကဒုနိုင်ငံသာဖြစ်သွားခဲ့ရင်ဒုနိုင်ငံရဲ့တယံဇာတကပြောမနေနဲ့တော့အဲ့ဒါကိုပြောတာအထူးပါနားမလဲဘူချင်းရောကိုလုံးချင်တဲ့ကောင်းလေတမိုင်းအောင်လည်းမသိပထဝီကိုလည်းမသိလက်သုံးချောင်းပဲစွတ်ထောက်ရကောင်းတယ်မြန်မာနိုင်ငံမှာလုံးဆရာတွေအများကြီးအခုဆိုရင်ပိုတောင်ဆိုးလာတာလူတွေကတော်လည်းမနှက်ဖြန်နိုင်မယ်တပတ်ခါနိုင်မယ်ဆိုပြီးအိမ်မက်တွေပေးစီဒီယာတွေအကုန်လုံးဝင်มาဆိုတဲ့ကောက်မျိုးရံအောင်တိတ်ဘာဖြစ်သွားပြီလဲအကောဘုတ်စိတ်ပဲနှကန်းဝေးအမေရိကန်ထွက်ပြေးသွားတာအလင်းဆက်များနဲ့မိုးကောင်းကြီးဟိုရောင်မဲဘာလို့သွားလဲချစ်သူဝင်နဲ့စဉ်းစားလေအုံတော့မပါဘူးလားအတွေးကောင်မရှိတာလားမသိတာလားမင်းတို့ထောက်ပြရမှာလားမင်းတို့စိုးနေနဲ့ရောင်မဲတချင်းကြောင်းလဲချင်းတန်ပြီလားလင်းဆက်များနဲ့မိုးကောင်းရင်တဖြည်းဖြည်းတောက်ပါရင်တို့အလှဆင်တို့ဘဝတော့အချိန်တန်ပြီအေးလေမင်းတို့ဘဝအချိန်တန်နေပြီလေနားလဲဖို့အချိန်တန်နေပြီလေတချင်းစာရတဲ့အတိုင်းပဲနားလဲဖို့အချိန်တန်နေပြီလေအသိဉာဏ်ရှိဖို့တန်နေပြီလေလူဖြစ်ပြီးတော့လူဖြစ်အောင်မနေတဲ့ကောင်လေနိုင်ငံကိုတစ္ဆာဖောက်တဲ့ကောင်လေပြည်တော်စုကိုတစ္ဆာဖောက်တဲ့ကောင်လေတက်မတော်ကိုစော်ကားတဲ့ကောင်လေအမျိုးပါတာတော်နာကိုစော်ကားတဲ့ကောင်လေဘလို့ရုပ်မာတဲ့ကောင်လေမျိုးဘာလို့မာလဲပြောဒီချိန်မှာသူတေဝါမှာနိုင်ငံကကြံခဲ့မှာနိုင်ငံကြီးကကြံခဲ့မှာတည်မြဲတယ်မတည်မြဲဆိုတာသိဖို့လိုတယ်တည်မြဲခြင်းတရားဆိုတာနိုင်ငံကွာမတည်မြဲတာလူအသက်တော့ပေါ့လားတာမနာဆိုတာလည်းမတည်မြဲဘူးပေါ့လားလူဖြစ်တဲ့တော့ကြောင့်နိုင်ငံကြီးကတည်မြဲနေတာနားလေတော့လေနတ်တော့လေဟုတ်လားမဟုတ်ဘူးငါတကယ်ပြောနေတာဟုတ်လားမဟုတ်ဘူးဟုတ်တယ်လားဆိုတာ question လို့ခေါ်တယ်တို့ကလားမဟုတ်ဘူးတဲနောက်ကနေတဲပါတယ်မလားနဲ့လားလို့မရဘူးစကလုံးနဲ့အဓိပ္ပာယ်နဲ့ပြောနေတာလားဆိုတာ question mark လို့ခေါ်တယ်သူင်းစားပြီးပြီလားရေတောက်ပြီးပြီလားဟောလားမဟုတ် question နဲ့တွားနေတာမဟုတ်ဘူးတဲနဲ့တွားနေတာဖြစ်မယ်ပြတ်မယ်သိချင်းတရားကိုပြောနေတာတွေးကြည့်ပေါ့နေရာတကာကို
ကဘာလုံးကလူတွေရင်းနှီးမြှုပ်နှံမှုတွေဒုနိုင်ငံကိုလာမယ်အချိန်ရောက်နေပြီပြည်တော်စုကြီးတိုးတက်မယ်အချိန်ရောက်နေပြီဒါကိုသိရတော့မှာလေစုပ်ပြီးလက်သုံးချောင်းထောင်တစ်ခါလာတဲ့တချင်းဖွင့်လိုက်ရင်ရောင်နေစာကြားတဲ့စာသားအတိုင်းပဲကွာဘိုးဘွားတော့အချိန်နိုင်ပြီပြောင်းလဲဖို့အေးလေမင်းတို့ပြောင်းလဲဖို့တန်နေပြီလေကိုမသိဘူးလားလူမြင်ပြီလေဒီလိုကောင်တွေကစစ်တပ်ကထွက်ပြီးလာတဲ့ကောင်ရရင်ဆက်ရစစ်တပ်ကတင်ပေးလိုက်လို့အကောင်ကအဲ့လောက်ကြီးတက်လာတာနားလိုက်တာစစ်တပ်မှာပညာတွေတင်ပြီးတော့စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့လို့အဲ့လောက်တိအရေးချင်းရှိတာကွာလက်ဦးဆရာကမတော်ဖြစ်နေလေဘယ်လိုနားလိုက်တာဘာမှကနာမသိလိုင်းပေါ်မှာဆရာလို့တပါတော့ဘာမှမသိနိုင်ငံရေးကိုတော်လိုင်းရေးကိုမသိနိုင်ငံရေးကိုမသိဘာဘူးတော့မရှိဘူးပြောလိုက်ရင်တော့တရားလားတဲ့တရားတယ်လေငါ့လာမင်းတရားတယ်လေကိုနေမျိုးဆက်ရေတက်မတော်ကောင်းကြောင်းလေးပြောရပါတော့ပြောမှလေတနားကြီးလောက်တို့နားထောင်နိုင်ရဲ့တတိရှိတော့လားတို့လာမေးတဲ့ကောင်တွေကြားရင်နားထောင်နိုင်တဲ့တတိရှိတာရှင်းတက်လာခဲ့အကိုရေအန်ယူကြီးမကောင်းကြောင်းလေးပြောရပါပြောပြမယ်တခုချင်းထောက်ပြမယ်နားထောင်နိုင်တဲ့တတိရှိတော့လားတို့အရှိတရားကြရင်မင်းတို့ကလက်မခံဘူးလူတွေကလူပဲကွာလူတွေကလူဖြစ်တဲ့အချိန်မှာလူတို့နားလဲရတော့မှာလူတို့သိရတော့မှာလူတို့တွေ့တတ်ရတော့မှာလူတို့မြင်တတ်ရတော့မှာမင်းတို့ပြောတဲ့ရောင်မဲချင်းလို့ပေါ့ကွာလူစကားပြောတာပါပေါ့မင်းတို့ကောင်တွေကပြောရင်အဲ့တချင်းလိုက်ဆိုပြီးတော့ပြီးတော့အဲ့စကားကိုလည်းနားမလဲဘူးမြန်မာနိုင်ငံရဲ့ပထဝီမြန်မာနိုင်ငံရဲ့တမိုင်းဘာမှမသိဟမ်မင်းရဲ့တနေ့ကလောကထဲမှာနိုင်ငံခြားလောကတွေကိုထွက်လာပြီးတော့ဟမ်ရင်းကလေးကန်ရတယ်ရန်ငွေလေးကန်ရတယ်ဘတ်ငွေလေးကန်ရတယ်ကန်ရတဲ့ဥစ္စာပါလေမင်းတို့အိမ်မက်လားမဟုတ်တဲ့ဥစ္စာတွေစောက်မှတ်နေတယ်ဆရာကောင်းကိုကိုယ်ွယ်မှတ်လားလောကကြီးမှာခဏတင်ပေးနေတာခဏပြောပြနေတာဒီတက်မှာဝိုင်းနိုင်ငံရေးစကားဝိုင်းကောင်းကန်ပြောတဲ့ဝိုင်းဘယ်ဝိုင်းရှိလဲဘယ်ဝိုင်းရှိလဲလို့ကိုမေးကြည့်ဆဲမယ်မရိုင်းမယ်အောက်လုံးဖော်မယ်ရုပ်မာမယ်ဘယ်ဘာတိတဲ့နိုင်ငံရေးစောက်တက်တွေကကြီးနေပြီဘာမှမသိဘူးဟောအတန်းငယ်တဲ့ကောင်လေးတောင်ရုပ်ဖွင့်ပြီးပြောဟုတ်လားခါနိုင်ငံမှာမစိုးတစိုးလေးတွေစိုးလဲမဟုတ်မစိုးတစိုးလေးတွေရုပ်ဖွင့်ပြီးတော့ပြောနေလားနိုင်ငံသားရောက်ပြီးရုပ်တော့မဖွင့်နိုင်ဘူးမလောက်ပါဘူးအဲ့လိုမျိုးတော်နိုင်ရုပ်မရုပ်ဝင်ရဘူးတိုင်းပြည်ကိုအဲ့လိုဖြစ်စီရအောင်ကျွန်တော်တော်လိုင်းထောက်ခံပါတယ်မင်းတို့ဖင်လန်ပေးတာဟိုကောင်လေးတန်းဆွတ်သွားအောင်အဲ့လိုအဖွဲ့ကျွန်တော်ဘယ်သူကိုဆဲပြမယ်မင်းတို့ဖင်ခိုးပေးတယ်ကောင်လိုအောင်အဲ့လိုမလုပ်ပါဘူးရမ်းမားတယ်ကာနာနဲ့တိကျနဲ့မှန်ကန်နဲ့ရိုးတဲ့ respect ပေးပြီးပြောရတာနိုင်ငံရေးဆိုတာတန်ဖိုးရှိတယ်တိုင်းပြည်တော့တန်ဖိုးရှိတဲ့စကားတွေပြောနေတာလူရှင်တော်တွေပြောနေတာမဟုတ်ဘူးဟာသားတွေပြောနေတာမဟုတ်ဘူးပြောင်းရင်နောက်ရှင်စက်သေးသွားမှာပေါ့ဟုတ်တယ်မလားမလောက်ပါဘူးအဲ့လိုမျိုးလေးအခုဆိုကြည့်9နှစ်ဟွာတက်ပြောအောက်ကနေတော့မင်းတို့စာရေးမနေနဲ့ပင်ပန်းတာဗောမင်းတို့လက်တွေမင်းတို့စာတွေကိုမမြုပ်ဘဲနဲ့ထားတယ်ဆိုတာကငါညီတို့ရဲ့ပင်ပန်းသွားတာတွေကိုအတိမတ်ပြုတာမင်းတို့ပင်ပန်းတာတွေကိုအတိမတ်မပြုတဲ့သူတွေရှိတယ်ကွာ
အဲ့တော့အသိမှတ်မပြုတော့မင်းတို့တွေမှာအခုကြောက်လန့်ပြီးတော့ဒီထဲမှာလည်းပဲအမောင်တွေကပဲပြောတယ်မင်းတို့လာတက်ပြောမကျင်တဲ့တာချင်းပြောခွင့်ရှိတယ်ပြောလို့ရအဲ့ဒါကိုပြောတာပြောခွင့်ပြုတယ်ကွာပြောလို့ရတယ်လူသားမှုတွေပါလာရပြီအတားကိုပြောတာလေချုံနေရတာမလို့ဆရာကောင်းလေးကိုလိုက်ရှာကိုကမျက်ချင်းရှင်းမဆိုင်ရရင်တော့နားနဲ့နားထောင်နားကြီးဆိုတာမလို့အလုပ်လုပ်ဖို့နားဆိုတာဗာလေအလုပ်လုပ်ဖို့နားထောင်ခိုင်းနေတာမျိုးလုံးကြီးဆိုတာမြင်ဖို့ဟုတ်လားအနေတိုင်းအဲ့မျိုးလုံးကြီးကမျိုးကောက်ွယ်မှာဟုတ်လားညကန်းလို့တော့ကောက်ွယ်လို့မရဘူးမိုးကြိုးပြစ်တာပဲဖြစ်ဖြစ်တစ်ပင်လဲတာပဲဖြစ်ဘာမှမသိဘူးနားရဲ့မျက်လုံးရဲ့နှိမ်ဖို့လိုတယ်သဘောပေါက်လားဝါမြေတိုင်းရွှေမထင်ကြနဲ့ဒီကိုတို့တိုင်းပြည်နဲ့လူမျိုးနဲ့စကားပြောတဲ့အချိန်မှာနှလုံးသားကြီးနဲ့နားထောင်ရတယ်ရှမ်းမဖြစ်တော့ဘူးခုဆိုရင်ကြည့်တယ်ဟိုမှာဖြဲကြီးဖွဲရဒင်းကြီးတို့အဖွဲ့ဆိုရင်ဘာမှအတွေးကောင်းမရှိဘာမှဘူးတူတာမရှိဘာမှအသိဉာဏ်မရှိလူလေး၃ယောက်ပဲရှိတော့တာစကားပြောမဲ့လူမရှိဘလောက်အထီးကျန်ဆန်ဖို့ကောင်းလဲအဲ့တော့သူတို့ရဲ့အရေးချင်းပေါ့အရေးချင်းတော့ပါလဲသူတို့ပြောတဲ့စကားဝိုင်းမှာဘာမှဘူးတူတာတွေပါမလားလူတယောက်ကဆဲမယ်ဆိုရင်အဲ့ဆဲတဲ့နေရာမှာများတော့မဆဲကျင်တော့ယူသွားတယ်ရုပ်မှမယ်ဆိုတော့လူပဲတတိမှန်တဲ့လူတွေကစိတ်ပေါက်လို့ခဏပဲဆဲတာတော့မဆဲတော့ဘူးမင်းတို့လိုမရုပ်မှဘူးသဘောပေါက်လားဟိုထားနိုင်ငံမှာရှိတဲ့ chat တွေကသူတို့အကျိုးနဲ့သူတို့အကြောင်းနဲ့သူတို့ကြုံခဲ့ရတော့သူတို့ဘာမှမသိဘူးထားနိုင်ငံမှာနှစ်20 30နေတာဘာသိမှလဲတယောက်ကနှစ်30တဲ့26နှစ်ဆိုတော့တွက်ကြည့်ပေါ့နှစ်30ဆိုတော့ဘာသိမှလဲဒီထိုင်းလို့စကားပြောတတ်မယ်လေထိုင်းလို့ဟိုတောင်ဘက်ကိုသွားမလားမြောက်ဘက်ကိုသွားမလားအလဲကိုသွားမလားအရှေ့ကိုသွားမလားအနောက်ကိုသွားမလားသိတယ်လေဟလာလူတစ်တယောက်နဲ့ဆိုင်တော့တော်တာပေါ့ဒါအနေကြတော့သိတာလေခွေးတကောင်တော့မင်းကနေနေရာပြရင်မှတ်မိတာလေဘယ်သွားအောင်လဲညာသွားအောင်လဲလို့ပါဘာလို့ဆရာကြီးတွေလုံးတာဘာလို့သိကျင်တာကိုရိုးသားပြီးကိုအလုပ်ထဲမှာအောင်မြင်အောင်လုပ်သူများလည်းမတူအောင်လုပ်စူးစမ်းသူများနဲ့တမဝါစီရဖြစ်တမအာဇီဝဖြစ်အောင်စူးစမ်းပစံစုရုံးကန်တိဆောက်မှန်တရားကိုထောက်ဒီလိုဖြစ်နေရမှာလေကျွန်တော်တော့တော်လိုင်းထောက်ခံပါတယ်ဟိုကမထောက်ခံဟိုကောင်ကိုတွားပြီးကျွန်တော်တို့တွားထိုးမယ်ဘာလုပ်လဲအဲ့ဒါမင်းတို့လုပ်လားအဲ့ဒါမင်းတို့ပြစ်မှုကျူးလွန်လားအဲ့ဒါပြစ်မှုဆိုင်စော Thanks, sir. Thank you အဲ့ဒီမှာပဲနေချင်ဒီမှာညာတော့ဒီစက်ပြောတာနားထောင်နေတာကောင်းတယ်ဒါနိုင်ငံတိဆောက်တာတွေနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပြောတာတွေဟိုကြီးတွေ့ရှဲတဲ့အဖလာရှိရပါဟိုကြီးတွေ့ရှဲတဲ့လေတော်လာကြီးကိုဆောက်တီတိုင်းမှာဖတ်တယ်ပေါ့အဲဒီဖတ်တယ်ထေးနိုင်တော့အဖတ်တယ်သူရှဲတာတော့လာတော့ပဲဒီမျိုးစားကတော့စေတနာလေးနဲ့ခေါ်ပါတယ်အေးကြည်ကြလေးဖြစ်တော့ဘယ်တော့မှအေးချမ်းဘူးကွာအဲ့လိုဖြစ်အဲ့နိုင်ကကောက်လေးတွေကြားတော့လဲအဲ့ဒါတွေကလေဖြစ်တော့ဘူးကွာဒီလိုကြရကလေးတွေကမောဟတွေရောနော်သိတွယ်မှမှုတွေအလုံးစကားရလွယ်နေတာဒီမျိုးစားလည်းသိပြောလို့မလို့တော့ဒါပဲတန်းနိုင်တော့ပြောပေးနေတာတူဆိုရတော့ဒီမျိုးစားကိုအားရတယ်အဲ့လိုဆုံးမပေးဖို့အဲ့လိုလားတွေဒီလားလေးပြောပေးဖို့ပေါ့နော်ဥစ္စာတော့ဘေးထိုင်ဘူးပြောတယ်လည်းဘာတီခေါ်တော့ဆင်းလာပါဟုတ်ပြီဒီလောက်ပြောချင်တယ်လားဒီမှာလည်းညံ့တော့ပြောပါ
နှစ်ယောက်ရှိပါလေနော်ထားနိုင်ငံမှာတော်လိုင်းရေးထောက်ခံပါတယ်ဆိုတဲ့လူတွေနော်ကိုထင်ပေါ်ပါတဲ့လူတွေမြန်မာတက်မတော်နဲ့ကင်းလားမြန်မာနိုင်ငံတန်ယုံနဲ့ကင်းလားဒီကြားထဲမှာမြန်မာနိုင်ငံတန်ယုံကဘာအကူအညီပေးလို့လဲဘာအကူအညီပေးလို့လဲအတွေးကောမရှိတဲ့ကောင်လေကျွန်တော်ဘယ်ကလာလဲကိုပြန်မေးလေကိုတိလေဒီလောက် social media ခေတ်ရောက်လာတော့အုံတော့မရှိဘူးအဲ့ဒီအုံတော့မရှိတော့လက်သုံးချောင်းတွေကလှုပ်ရှားလို့ပြန်ကောင်းတာပေါ့လူအတွေးခေါ်လူအုံတော့ဘာမှမသိဘူးမြန်မာနိုင်ငံမှာပြည်နယ်တိဆောက်ဖို့တော့ကအများကြီးတိုးနေပြီဥမာငုံမြရထားဆောက်တဲ့လူတွေဒီဇိုင်းဆွဲတဲ့လူတွေကဘောပင်နဲ့လက်နေတာစာအုပ်နေတာပြည့်နေတာဘယ်နိုင်ငံမှာဘာလုပ်ရမလဲစဉ်းစားရတဲ့ကောင်တွေအများကြီးပဲလှုပ်ချင်တော့အားကြီးတော့ဒီကြားထဲမှာမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ဖို့အတွက်ကလှုပ်တည်တယ်ဘာမှမသိဘူးမသိကိုမသိဘူးမသိကိုမသိတော်လိုင်းရေးသမားတွေဆိုတာနိုင်ငံရေးသမားတွေဆိုတာအဲ့ဒါကိုပြောချင်တာဘူးလည်းမသိဘူးကိုလည်းမသိဘူးဒီကတော့အခုတော့နိုင်ကဟောတော့အခုမိတလောက်အခုပြောကြရရင်စစ်ဆက်ရှစ်ကိုအခုကောင်းယူမမမိမိရှိနေပြီလူမျိုးပေါက်လေးတော့ရည်စားတော့ခါတာအဲဒီလောက်ဆင်းဆိုတော့ကနိုင်ငံကိုအဲ့ဒီစစ်ဆက်ဆဲကနေစပြီးတိချောက်လာတာစစ်တပ်ပဲတိချောက်လာအဲ့တော့တိချောက်လို့ဆိုတာမရှိတဲ့ဟာတွေပေါ့ဒီမှာဖြစ်အခုတို့ရောနဲ့ဖအံမျိုးနဲ့အဲ့လိုမျိုးဆက်သွယ်တဲ့လမ်းတွေအဲ့လိုမျိုးတွေပေါ်တယ်ကွာတော်တွေဖြတ်တောင်းလို့ကြော်ပြီးတော့နောက်ဒီလိုက်တော့အကြတယ်ပေါ့မျိုးရမှာတော့မျိုးအင်္ဂါရတဲ့အညီကမျိုးအင်္ဂါရတဲ့အညီအဲ့လိုမျိုးတွေကိုတိုးချက်တာပေါ့ကွက်တက်တယ်ပါလေဒီတောက်တကုတ်တို့မြောက်တကုတ်တို့ရကုတ်ပါဒါကိုတို့နေတဲ့မျိုးကကနေမပြောဘူးပေါ့ပန်းကြံနေပါတယ်ညာတွေအဲ့လိုလမ်းတွေတရားတွေနိုင်ငံဟိုဆောက်တာစစ်သားဆောက်တာစစ်သားကဆောက်လာပြီးတော့တိုက်တာဆောက်ဖို့တဲ့ရုပ်ထုဖြစ်စီလို့နော်ဒီဥစ္စာတွေအကုန်လုံးဒီမိုကရေစီနိုင်ငံကိုသွားမယ်ပြည်သူကြိုက်နိုင်ငံကိုသွားမယ်ဆိုပြီးတော့ဒီဆောက်လာဒီဆောက်ပြီးတော့တကယ်သူဖေးရနေတဲ့နိုင်ငံမငြိမ်းချမ်းနေဘူးဆိုတဲ့နဲ့ဘာနေတာမှဖြစ်တော့မောနော်နိုင်ငံအပြီးအေဂျင့်နဲ့မဟုတ်ဘူးဘောနော်တို့လည်းဘာနေလာတော့အခုဒီဘပူဘူကြီးအခုအိန္ဒိယသွားတာကိုတိုက်စိတ်ဘူကြီးပြချရတယ်လို့ပဲလိုက်တော့တခေါ်တယ်လို့ဟွာရီခေါ်ဒီဟာရီခေါ်တော့လို့ခေါ်ပြီးတော့တကားဖွင့်ဟိုဒီစက်ပြမှာရ99ကြီး99ခိုင်းစစ်ကြပါမလာဘူးလူကတိုက်ပြီးတော့အဲ့ဒီတိုက်စိတ်ဖြစ်ကြီးပါအဲ့လိုပဲလိုက်သမရတရားအနေနဲ့လိုက်ဖိတ်ခေါ်ပြီးတော့အကျွေးတွေပါဒီကချိပြီးတော့ဒီတစ်ဖက်လို့ဆိုတော့နိုင်ငံကိုဒီဆောက်လာတာအဲ့လိုတမတော်နဲ့သူကသူလက်တော်ပြီးတော့သူလက်လွယ်အားပြတဲ့အစိုးရနဲ့ဟောဒီမိုကရေစီစစ်ပါဆိုတော့ဒီမိုကရေစီရန်ကြိုက်ပါတယ်ဆိုတော့အစိုးရကဒီမိုကရေစီအပြင်ကိုလောက်လိုက်အမှန်မှဆိုရင်တော့ပေါင်းတင်လိုက်ရင်အခုလောက်ဆိုတော့ပြင်ဟာလူတရားလောက်ဒီကနေ့တော့ပြင်လို့အဲ့နိုင်ငံရေးသမားတွေပါလားခုနကမျိုးသက်ပြောတဲ့နိုင်ငံရေးသမားတွေကအဲ့လိုလိုက်မိုင်းထဲတာနဲ့ဘယ်ဖြစ်တာလဲဘာသူထိုးတာကလေးတွေကသူတို့ကဒီအခု2000နဲ့2000ခုနှစ်ကမွေးတယ်ကွာအခုအသက်ရှင်23 24အဲ့လိုပေါ့လေသူတို့ကဘာနိုင်ငံရေးကိုသိရမှာမဟုတ်လားသူတို့ကခက်ကောင်းမှဝေးလာတဲ့စစ်သားကိုသူတို့တွေ့တော့မတွေ့ဘူးလေစစ်သားတွေအကြည့်ရစီနဲ့ကန်နေလာလိုက်ပြီးတန်းစစ်ဖြစ်နေရတယ်ပရာဟိတတွေလောက်တဲ့ရေပေးမီးပေးတွေကြားတို့ဒီမှုရတာတွေကိုသူတို့ပရာဟိတလောက်အဲ့ဒါဝစနေမောပြောတဲ့စစ်ဆက်ဆရာစစ်သားကအခုစစ်သားပဲမတူဘူးဒီလိုမောကဘူပိတ်နေလို့အပြောချင်တာကခလေးတွေကဒီစစ်သားရဲ့စစ်သားအကြောင်းဘာလဲသူကမသိဘူးစစ်သားဆိုကြလည်းမသိဘူးစစ်သားခေါင်းကြလည်းမသိတဲ့ပြည်တွေကစစ်သားဝင်ဒါမုံပြီးတော့တော့ခုရပါတော့တာအတော့လည်းအဲ့ဒါကွဲလာတော့ဒီလေသူတို့ဒီတော့ခုရကလေးတွေစီတော့ဒီရလည်းစမှုထားလေးတွေအဲ့ဒါနိုင်ရင်ဒီမှာရေးကြောကြပါတော့ဒါကိုမျက်စိအရှင်းကြအားလည်းပဲမြင်တယ်ဒီစားတော့
အခုအဒီလိုပဲထင်တာနေကြအဲ့လိုပဲထင်တာပါတော့စစ်တပ်ပဲတိဆောက်လာတယ်နိုင်ငံဘယ်လိုနိုင်ငံကိုတွင်းထိုးမိုင်းတိုက်တာနိုင်ငံသမားတွေဖြစ်လို့ဟာပြီးပြောတာမြန်မာနိုင်ငံရေးသမားဆိုတဲ့လူတွေကသူတို့အခွဲထူးကန်နေလို့တတ်မှတ်ထားတာလေအตาရရင်တော့ဆန်ပဲနည်းနည်းနာလာပြီးထင်မြောက်ထိုးပင်ကောလုံပင်ပြေးတာဒီပေါ့ကိုပြေးတာဒါခေတ်ဆက်နိုင်ငံရေးသမားတိုင်းလုံနေကြအကွက်ပဲအဲ့ဒါညင်းလို့မရဘူးမြန်မာနိုင်ငံမှာဗျာကျွန်တော်တို့မြန်မာတက်မတော်ထောက်ခံခြင်းမထောက်ခံခြင်းကိုအတာထားတမိုင်းလေးကိုလက်လန်းမီတလောက်ပြန်ပြီးတော့လေးလာလိုက်ရင်ဒီတက်မတော်ရဲ့ကျေးဇူးတရားတပုံကြီးတစ်ခေါင်းကြီးဗျာဒီတော့ကလေးတော်မှပဲမသိပဲနဲ့တမိုင်းကိုမသိပဲနဲ့လက်တုံးကြားထားထောင်တော်လိုင်းထားလို့တော့လေစောက်ချက်တွေလည်းကွဲပြီးတော့ဘဝတွေပါပေးဆက်လိုက်ရတာဗော49 1900ဒီလွတ်လပ်ရေးစရတော့လွတ်လပ်ရေးရပြီးမကြဘူးဗျာနော်မူကြဟဲ့လောက်ရလဲတက်မတော်ပဲသွားပြီးရှင်းလင်းရတယ်ဟုတ်လားအမှလည်းကြာဆုံးမှုတွေရှိတယ်ဗျာပေးဆက်မှုတွေအများကြီးပဲအဲ့ဒါ49တော့ရောက်တော့လေ PMDO လားဟိုကသိမ့်မယ်အင်းစိန်တီရောက်နေပြီကဲဒီဟာတွေကိုဘယ်သူတွေကဘယ်အဖွဲ့အစည်းကနေပြီးတော့ဥဆောင်ပြီးကြက်ခံပြီးလုပ်ခဲ့တာအဲ့ဒီချိန်တော့ကလည်းကြည်နိုင်ငံရေးသမားဆိုတဲ့လူတွေဥနုတောင်ပြေးမလို့တုတ်မှာရင်ဆိုင်မယ်ဖြည့်ရှင်းမယ်ရင်ကော့ပြီးတော့ဒါငါမြမမြေကွာငါတို့မြေကိုတော့မင်းတို့ဒီလိုလုပ်လို့မရဘူးဆိုတဲ့စကားလုံးပြောပြေးမှာရှောင်မှုနိုင်ငံရေးသမားဆိုတဲ့လူတွေအကုန်လုံးကဒီတိုင်းတွေးတာဒါတွေကိုဘသူတွေကရင်ကော့ခေါင်းမော့ပြီးတော့ခါးစည်းခံပြီးတွန်းလှန်တိုက်ထုတ်သူ့နေရာနဲ့သူဘသူဘယ်အဖွဲ့အစည်းတွေကပြန်နေရာချထားပေးခဲ့တာရှက်ဖို့ကောင်းတယ်မရှက်ကြနိုင်ငံကတတော်အလိုကြသွားတော့မယ်ခင်ဗျာပြောနေကြအခုဒီမိုကရေစီရေးရပြည်သူနဲ့လင်းနဲ့ရေတော့ကြားလာမကြားလာနေတော့မဲထဲလာမထဲလာမသိဘူးခင်ဗျာသမရဖြစ်ပြီးတော့ဘုမကဘာမှာတိုက်ခါအရှိဆုံးနိုင်ငံကိုသွားပြီးအဲ့လိုမျိုးသွားပြီးအဲ့ဒီကနေတစ်ချက်တပြားလာတော့မှခင်ဗျာတဲ့ဒီမိုကရေစီရတော့ပေးမယ်ပြောတာပြီးသွားပြီအဲ့ဒါကိုမသိကြတော့ဘူးကွာတော်လိုက်ကြီးကအဲ့လိုမျိုးနိုင်ငံကိုမတည်ငြိမ်ဖြစ်အောင်ဒုက္ခလိုက်ပေးနေတာမျိုးတင်းတော့ဘူးကွာမပြီးကြတော့ဘူးဘာပြောရတော့သင်လာမမောသင်လာတောင်ဒီမမောပြောတဲ့နေတော့လိုက်ရချက်ပေါ့လာတော့လည်းမပေါတာတော့ကွာယူနေတော့ထူလာတယ်အကွက်တစ်ထောင်တော့မှမပါတဲ့ကွက်ယူထူလာတယ်တော့လည်းမလို့မအောင်ဘူးအဲ့ဒါကြတော့သူတို့လက်မခံဘူးအခုမမောင်ကဟိုရောက်နေတချင်းလေးဆိုတာပါပဲကြားတယ်သူတို့လက်ခံလာကြတယ်ဆိုတော့လာကအဲ့ဒီမမောင်အဲ့ဒီပြောရတဲ့စကားတစ်ခေါက်ပဲလားတော့လည်းခေါက်တော့လိုက်တို့နိုင်ငံသားတွေကဒီမိုကရေစီကမကန်ဘူးဟုတ်တယ်ဒါမှမထားတဲ့လူကကားတော့တခုပေးလို့ဖြစ်နေတယ်တော့ရလိုက်မော်တော့တိုက်တော့ဘာလို့အဲ့လိုဖြစ်တာနိုင်ငံကသူကပုဂ္ဂိုလ်ရေးမရှိဘူးနော်သူ့ဆွေးချောက်တယ်ကွာဟိုလေအတန်းနဲ့ဆိုတော့ခြုံကြည့်လိုက်ဆိုတဲ့ခါကျမကြည့်တော့မမလာတော့ကြည့်တော့ဆောက်တော့နော်အဲ့လိုမျိုးတို့ပြောခဲ့တဲ့စကားတွေဒီစကားတွေကတို့ပြောခဲ့တဲ့ဆိုတာဟုတ်တယ်တို့အမားထန်တဲ့တာဝန်ကြီးတဲ့ဆိုပြီးဟုတ်တယ်လေနေရာတိတိနဲ့ဒီလိုမျိုးနေပါတို့အခုကြားတာနေပါတို့ like ရေးနေတာမေးလိုက်ဗီဒီယိုမင်းပဲပြောခဲ့တဲ့တော်လန်ရေးရမှာဘယ်တော့မှမပေါက်တဲ့ချဲတဲ့နေကိုထိုးနေတယ်ဆိုတာအခုကမင်းကတော့လည်းရဖို့ကောင်းလို့ဒီကောင်းလို့ပြောတော့နိုင်ငံဟိုမှာနေပြောတဲ့စကားမင်းတို့ပေါ့လေပြောလို့အဲ့လိုမျိုးနိုင်ငံဟိုမှာခင်ဗျာထင်အောင်ထင်မှားလေးဖြစ်တော့အဲ့လိုတိခောက်ခါဝင်လာဆိုတာတော့ခေါ်တာတိခောက်ခါတော့တိတယ်လို့မတိတယ်လို့အဝင်အနတ်တော့လေလို့
ဟုတ်ပြီဈေးအောင်မနော်ပြောရအားလုံးမင်္ဂလာပါလို့လောက်ဆက်ရတာ မင်္ဂလာပါဥတရေမင်္ဂလာပါကျန်တဲ့အကိုဒီလည်းမင်္ဂလာပါကျန်မြန်မာနိုင်ငံမှာနေတယ်မြန်မာနိုင်ငံမှာနေတယ်မြန်မာရေတောက်တယ်မြန်မာစံစားတယ်မြန်မာလူမျိုး135တိုင်းရင်းသားတွေကိုမချစ်မင်းတို့တော့မိုက်တာမင်းတို့ပဲရှိတယ်နောက်တစ်ခုအတွေးခေါ်ဘုဒ္ဓသိရမယ်ကျွန်တော်ဘာကြောင့်တက်မလို့ထောက်ခံတာလဲကျွန်တော်ဘာကြောင့်တိုင်းရင်းသားကိုချစ်တာလဲကျွန်တော်ဘာကြောင့်လက်သုံးချောင်းထားတာလဲကျွန်တော်ဘာကြောင့်အန်ယူဂျီကိုထောက်ခံတာလဲဆိုတော့မင်းတို့အုံတော်မရှိဘူးလားပြောမြန်မာနိုင်ငံမှာပြစ်ပြတ်နေတဲ့အရာတွေကိုသိနေရမယ်မြင်ရမယ်။9နှစ်နေပြီပြောင်းလဲချိန်တန်ပြီဒါတွေပြောင်းလဲသွားတာမင်းတို့မြင်တဲ့အတိုင်းပဲ။ကဘာကအသိမဲ့ပြုတ်ကြတဲ့အစိုးရမလို့ဟောကွာမြင်ရတယ်ကဘာမှာဒီအိန္ဒိယနိုင်ငံဒီမိုကရေစီနိုင်ငံကိုတွားခဲ့တာလေကွာဟုတ်လားကဘာကအသိမဲ့ပြုတ်ရင်အိန္ဒိယကိုခေါ်ရဲမလားစဉ်းစားလေကွာတပုံမှမဟုတ်တဲ့ဥစ္စာစဉ်းစားလို့ရအောင်ဘူမသိကိုမသိခစ်တဲ့လောက်ကြည့်ပြီးတတ်မလာနဲ့နိုင်ငံရေးတော့ကမှာငါတို့ကနောင်လာမဲ့ကလေးတွေအနာဂတ်အတွက်ငါတို့ရဲ့စကလုံးလေးကိုမှတ်ကြောက်ဖြစ်ပေးထားခြင်းတာငါတို့ရင်းခဲ့တဲ့အတို့ရေးခဲ့တဲ့သမိုင်းရာအသက်တွေပဲနာမည်လိုချင်လားဖယ်လာပြလိုက်နာမည်ရလိုက်မလိုက်ပေါ်မှာရှင်းလေးသူချပြမင်းတို့ရဲ့အတွေးခေါ်မင်းတို့ရဲ့ဘုသူတရိုးလေးကိုတော့အထီးမှန်မသိအမမှန်မသိတဲ့ကောင်လေနိုင်ငံရေးမှာဘယ်ဟာအထီးလဲဘယ်ဟာအမမှန်မသိတဲ့ကောင်လေတုံးနိုင်ငံကိုစဉ်းစားတော့မှဒီချိန်မှာတွေးတော့တာတော့မှဘယ်သူမှန်လဲဘယ်သူမားလဲဘယ်သူကောင်းလဲဘယ်သူမကောင်းလဲဘယ်လိုဆက်သွားရင်ဘယ်လိုဖြစ်မလဲတော့ခါရဲတောတဲ့ဝင်ပြီးတော့ဘယ်နေရာသွားမဲ့ GPS လည်းမရှိဓာတ်မီးလည်းမရှိပဲနဲ့စွတ်တယ်တောတဲ့ထိုးဝင်တာတောတဲ့မှာမင်းတိရစ္ဆာန်ကြိုက်မှာဗောတေးမှာဗောဟိုကလူစည်းရှိတဲ့ကောင်လည်းမဟုတ်ဘူးရိုးလေးဘယ်နေရာတော့တေးပြီးသွားပြီလေဟမ်အမေကိုလည်းမမြင်ရအဖေကိုလည်းမမြင်ရဘဲနဲ့တေးသွားတဲ့လူတွေအများကြီးဒါတော့တော်လန်ကြီးကိုတယောက်တည်းကြံ့တယ်တယောက်တည်းတော်လန်ကြီးလုပ်မယ်တော့ရဲရဲမပြောချင်ပါဘူးအဲ့လိုကောင်းနေတော့အုံနောက်မရှိတဲ့ကောင်းနေနိုင်ငံရေးကနိုင်ငံရေးတော်လန်ရေးကတော်လန်ရေးပုံကံရေးကပုံကံရေးခွဲရှားသိဖို့လိုတယ်ကိုယ်တိုင်ကမြန်မာနိုင်ငံပေါ်မှာဘလောက်ထိတစ္ဆာရှိကြောင်းကိုယ့်ရဲ့ထောက်ခံတဲ့ပါတီက9နှစ်အတိုင်းအတာမှာနော်အရသာအစိုးရ10နှစ်စက်တိုင်မှာဘာတွေမှလုပ်ပြီးခဲ့လေမင်းတို့လေးလာတော့မှဒါတွေကတခါလာလဲမိန်းမနဲ့တူတူအိတ်လဲတက်မလို့မကောင်းလို့ဟမ်အဖေနဲ့ရံဖြစ်တယ်တက်မလို့မကောင်းလို့သမင်းကတော့လဲတက်မလို့မကောင်းလို့ဘာကောင်းနေလဲလို့မင်းတို့အုံနောက်ကအဲ့လိုအောင်တက်လာခဲ့ရင်ဒီလိုက်ကိုတက်လာခဲ့ဒီလိုက်ကိုမင်းအုံနောက်အတွေးကောင်မရှိတဲ့ကောင်လေလောကကြီးမှာခဏပြောမယ်ဆိုတာထပ်ပြောမယ်ကွာရှည်လိုပဲကွာလောကကြီးမှာငါတို့ဒီဘက်ကပြည်တော်စုကိုချစ်တဲ့တိုင်းရင်းသားတွေတက်မတော်ကိုချစ်တဲ့တိုင်းရင်းသားတွေမြန်မာနိုင်ငံကိုအမျိုးဘာသာနာကိုချစ်တဲ့တိုင်းရင်းသားတွေအားလုံးကရှည်လိုပဲရှည်တန်လည်းဖြစ်နိုင်တယ်ဘုရားဆိုတော့တင်မဲ့တောက်ရည်တန်လည်းဖြစ်နိုင်တယ်ပြည့်ရည်ရွမဲ့ရှည်လည်းဖြစ်နိုင်တယ်အဲ့ဒီမှာကွဲလွဲသွားတာပေါ့ကွာရှည်မန်းလည်းဖြစ်နိုင်တယ်စသည်အားဖြင့်မင်းတို့ရေတွေကဘာရေလဲမင်းတို့သိဖို့လိုတယ်အိမ်နာဆေးတဲ့ရေလားအဝတ်လျှော်တဲ့ရေလားပကံဆေးတဲ့ရေလား
အဲ့မင်းတို့ကြည်တော့ရှည်ပဲရွှေတော့ရွှေပဲတို့မြန်မာနိုင်ငံသားတွေရွှေတော့ရွှေပဲဒါပေမဲ့ရွှေတော့ရွှေပဲမတူဘူးအဲ့ဒါ တော်လိုင်းအာဘုတ်ကြီးတော်လိုင်းအာဘုတ်ကြီး ဒေါ်လာရေးအဘုတ်ကြီးနော်အဲ့ဒါဒါလေးတွေကိုမင်းတို့ခွဲပေးတာ definition ခွဲပေးတာမသိမှဆိုလို့ကျွန်တော်လည်းရည်ပဲဗျဟုတ်တယ်မင်းရပါယူတယ်ကျွန်တော်တောက်ရည်ဟုတ်ပြီမင်းတောက်ရည်အဆင့်ပဲရှိတယ်တောက်လို့ရကျောကပါလာမပါလာမသိဘူးကျွန်တော်ရည်တတ်လုံးဝအမှန်ကန်ဒီတဲ့ထပ်မြင်သွားမယ်ပြည်တော်စုကိုချစ်တယ်တိုင်းရင်းသားကိုချစ်တယ်အမျိုးဘာသာချစ်တဲ့ရည်တာအပေးရည်တာဖြစ်သွားနိုင်တယ်ကိုယ့်ရဲ့ပြောတာဆိုတာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေဟုတ်လားမျက်နှာတည်ကြီးအများကြီးပေါ့မင်းတို့ကဘာရည်လဲအာဘုတ်ရည်တွေဖြစ်ကုန်တော်လိုင်းရေးအာဘုတ်ရည်တဲ့ဘုရားတော်ကအဖြစ်ပေးလိုက်တယ်အဲ့ဒါတွေတီးဖို့လိုတယ်ငါတို့ကဇွတ်ဖင်ပိတ်ပြီးဘောမနေတာမဟုတ်ဘူးဇွတ်ဖင်ပိတ်ပြီးတော့ထောက်ခံနေတာမဟုတ်ဘူးငါတို့မှာအကျိုးတွေရှိတယ်အကြောင်းတွေရှိတယ်ငါတို့မှာအတိတွေရှိတယ်မင်းတို့အဘအကောင်လို့လေချစ်မောအောင်1 ပြောမလားလို့မင်းတို့မေးကြည့်လိုက်အဲ့ထိုင်းနိုင်ငံကဘာလို့လဲဟိုဟာသူရတော့လိုက်ရ1 live to live နိုင်မပိတ်ကြီးငါတို့အဆဲမှာမဟုတ်ဘူးအပြောနဲ့နေလုံးရောက်ခါရသွားတယ်မယ်အပြောနဲ့ပဲနော်နှလုံးနဲ့တုံပြီးတော့စိတ်တောင်းနေရလဲမယ်အဲ့တော့ငါတို့ထဲမှာစကလုံးတွေကတန်မိုးရှိတဲ့စကလုံးတွေပါလာလို့ဟာမှန်ပါလားဆိုတာပါလာလို့အတိတရားတွေပါလာလို့ပြတ်သားမှုတွေပါလာလို့ရှုံချမှုတွေပါလာလို့သစ္စာတွေပါလာလို့မေတ္တာတွေပေးနာမှာပါလာတွဲတိုက်တွဲလာတာဒါလေးတွေကိုမင်းတို့မြင်သွားတဲ့အချိန်မှာဟာဟင်းဖြစ်တဲ့အချိန်မှာဆောင်းတာအဘထဆိုလို့ရှူသေးဖို့ဆောင်းတာမင်းတို့တွေကိုရောက်တဲ့အရာမှာနေပြီးတော့အမောင်ထဲမှာနေပြီးတော့ကြောက်လို့အမောင်ကိုထောက်ခံတဲ့ကောင်တွေရှိသေးတယ်တက်ငါဇွဲလို့ပုံစံမျိုးတွေရှိုးရိုးလေးဘုံမတိကိုမတိဒေါ်လာရေးသမားတွေဘုံမတိကိုမတိဒေါ်လာရေးထောက်ခံတဲ့ကောင်တွေနိုင်ပေါ်မှာဖြဲကြီးပွဲရကောင်တွေကြည်ပါလားပြောမဲ့လို့မရှိဘူး၄ယောက်ပဲရှိတယ်ဘာစကားရှိလဲဘာနိုင်ငံရေးပြောမှလဲဘာဘုသူတရမှာလဲလူငယ်တွေကိုဘာ message ပေးခြင်းမှာမနေ့ရတနေ့မှာပင်ကိုလိုက်မှာတော့ဖြုတ်တာအောက်မှာနားထောင်တဲ့လူတွေတယောက်တက်လာအခုနေမျိုးစားရဲ့စကားပြောတာကျွန်တော်အများနဲ့တော့ဝိုင်းရှားတဲ့ချိန်မှာကျွန်တော်ကြွေသွားတယ်ကြိုက်သွားတယ်ဆိုပြီးတော့ကချင်ပြည်နယ်ကကောင်တွေတက်လာတာနောက်တစ်လိုက်မှာတက်လာတယ်အဲ့လိုက်မှာကျွန်တော်နားပဲထောင်နေတာတဲ့မိုးအောင်လင်းသွားတယ်ရှင်ဘက်ချင်းထိသွားရင်အော်တာပဲခုံတာပဲဒါကိုပြောချင်တာတိုင်းပြည်ကိုချစ်တဲ့ရှင်ဘက်ချင်းထိသွားရင်ငြိမ်နေရမယ်ခံစားချက်တွေကတိုင်းပြည်ဖြက်စီးတဲ့ကောင်တွေကြတော့တုံနေရမှာအဲ့ဒါလည်းမင်းတို့သိဖို့လိုတယ်ငါတို့ဆဲဆိုငါတို့အောက်တန်းကြငါတို့မယိုင်ငါတို့အောက်လုံးသုံးစောက်ပြုံးမဆိုင်ဘူးငါတို့တွေကနတ်သားတွေဖြစ်သွားရင်နတ်သမီး9ယောက်တော့ကြောက်တော့ဘူးမင်းတို့ကခွေးဖြစ်တော့ချီးစားပေါ့ကွာဒါပဲရှိတာပဲချိုးလေးပဲချိုးနေရတယ်မှာအကြံနိုင်မထည့်ချင်ဘူးဒါတော့ငါတို့ကဝိုင်းထဲမှာသွားပြောရင်ဝိုင်းထဲမှာငားများသလိုပဲတယောက်ကငစင်ရိုင်းတယောက်ကငတလဲတို့တယောက်ကငရမ်းအဲ့လိုကောင်းနေရှိတော့ကိုများမဲ့များဖြည်းဖြည်းချင်းသွားရတာဆော့ဆွဲလို့မရအောင်ကျိုးပြတ်သွားမှာအားကြောင့်မို့အထူပါနားလဲရတယ်စကလုံးတွေကကိုယ့်ရဲ့စကလုံးတစ်လုံးတွေကတိုင်းပြည်တွေသစ္စာရှိပြီးစကားပြောခြင်းကိုယ့်ရဲ့စကလုံးတိုင်းကလူသားအတွက်ဖြစ်နေရမယ်လူတွေအတွက်ဖြစ်နေရဒီဝိုင်းထဲမှာရှုံးနေသွားတာအရေးမကြီးဘူးစကားကြံခဲ့မယ်အဲ့စကားအောက်မှာနားထောင်တဲ့လူတွေအတွက်အတိတရားပြောင်းလဲသွားတယ်လူ900နားထောင်နေတယ်အဲ့လူ900မှာမတက်တဲ့900မှာအနည်းဆုံး400လောက်ကတမလို့ထောင်ရလူဖြစ်နိုင်တယ်ဂျားနေတွေဖြစ်နိုင်တယ်ဟုတ်လားကျန်တဲ့100လောက်ကအတော်လိုင်းထောက်ခံတဲ့လူတွေရှိတယ်အဲ့400အတွက်တို့တွေကပေးလိုက်တဲ့စေးသူတို့တီးသွားရင်နောက်တဲ့ညီကိုတွေအမြင်မှန်နဲ့ရကုန်မယ်ဖဲကြီးလိုက်မှာသွားကြည့်ဆဲမယ်ဆိုမယ်မြန်မာနိုင်ငံလာတက်နေနာမယ်သာသနာမှာတောင်မထမ်းဆောင်နေဟာလားသာသနာဝင်တဲ့တန်ဃာတွေကိုဆဲဆိုမိုက်ရိုင်းနေကောင်းတယ်လေမကိုးကွယ်နေမစော်ကားနဲ့မယုံမာနဲ့ရတယ်မကိုးကွယ်လို့ရတယ်
မယုံပါနဲ့ယုံမာတာလေဇဟန်တန်ဃာတော်တွေကိုယ်တိုင်မလုံနိုင်ဘူးစော်ကားပိုင်ဝင်မရှိဘူးအဲ့ဒါမင်းတို့ရဲ့ဘုဟုတုတမင်းတို့ရဲ့အတွေ့အကြုံမင်းတို့အလိုက်ကိုနားထောင်နေတဲ့လူ၄-၅ဦးလောက်ရဲ့စရိုက်တွေပဲအားကြောင့်ဖာငါဆိုတာအဲ့ဒါပဲဒီကြားထဲမှာမင်းတို့ဖဲ့တယ်မှာဖာတစ်ပိုင်းငါးတစ်ပိုင်းနေသိတယ်မနော်ပြောင်းလဲသွားတဲ့ကောင်သိတယ်နော်ဖာတစ်ပိုင်းငါးတစ်ပိုင်းနေဗာလဲညွေဦးဖိုက်တာတို့မနာဘာရှိတယ်လေဟောကားပဲတဲ့မှာမင်းတို့ဖွဲ့တယ်ကနေကွဲသွားတာဖြဲကြီးရနေဖာတစ်ပိုင်းငါးတစ်ပိုင်းနေအားလာကြောင့်မလို့အတိတရားရှိ ကိုနေမျိုးတက်ကို ဟမ် အရန်ချောက်တာ ဟမ် ချင်မိုးအောင်ဆိုတော့ကိုနေချင်မိုးအောင်လေသူရလို့လိုက်ရလေ အေးဟုတ်တယ် ဆရာလို့ဒီကောင်ဝိုင်းခေါ်ရင်တော့အသေးကြောက်လာဗျာသိလား ဟုတ်တယ် ဘယ်လိုပြောလဲဆိုအဲ့ဒါဒီကောင်ညာတိုင်းပြောတယ်ဒီဘက်ကောင်တွေမတင်ပေးနဲ့ကောမန့်တောင်ရေးလို့မရဘူးဗျာသိလားကောမန့်တောင်ပိတ်ပြတယ်ပါဘယ်လောက်လူတွေကိုမိုင်းလိုက်တာလဲဆိုတော့ဒီကောင်ကကမ်ပိန်းတစ်ခုနဲ့ထွက်လာတာဒီ social ဘောကိုနေဦးတဲ့စကားဖြတ်လို့ကျွန်တော်ပြော ပြော သူကနိုင်ငံရေးအကျဉ်းသားနဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးလို့ပြော3,000ကမ်ပိန်းအဲ့ဒီကမ်ပိန်းနဲ့ထွက်လာတာဒီကောင်ကသူမျက်နှာပြတာအဲ့သူရလို့လုပ်ပေးတယ်အဲ့ဒီကောင်เนี่ยအဲ့လိုမျိုးအသေးကြောက်တာဒီဘက်ကလူဆိုနားမထောင်ရဘူးဗျရှင်လည်းမပြောရဘူးသူပြောတာပဲအမှန်ဒီလိုမျိုးသဘောပြောဒါကြတော့အစီမပြေဘူးလေဗျာအခုကိုနေမျိုးဆက်ပြောတာမှားတယ်ကျွန်တော်တို့ပြောပိုင်မရှိတယ်ဗျာဟုတ်တယ်မဟုတ် မှန်တယ် ဘယ်သူလာထပ်ပြောလို့ရဒီကောင်တွေမှာအဲ့လိုမရှိဘူးဗျငါတို့ပြောတာပဲနားထောင်ငါတို့ပြောတာပဲအမှန်အဲ့လိုမျိုးပဲဗျအဲ့ဒါပြောနေတာပါ ဘယ်လိုတရားကြောက်ရတယ်ဒီကောင်ကစကလုံးကိုကြောက်ရလား ဒီကောင်မပေးလာရဲ့ဘူး တက်လာခဲ့လေဟုတ်လားဒီပြည်